အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမှာကတော့အလွန်လေသောဘိန်းတစ်လုံးဆိုတဲ့ဇလန်းကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါနားဆင်အားပေးကြပါဦးခင်ဗျာသူစားနဲ့ယူရင်အင်ကိုတသက်လုံးပြန်မလာရဘူးလို့အဖေနဲ့မိကပြောတယ်သူစားမောင်ကားတော့သူစားနဲ့မခွဲနိုင်ဘူးကွာဖြစ်ချင်ရဖြစ်အားလုံးကိုရင်ဆိုင်ပစ်ချင်တယ်မိုးစော်လက်တန်းကစိုးနဲ့အခွဲနေတယ်သူစားကမိုးစော်လက်ရင်ခွင်ထဲမှာစကနေရုံးထွက်လိုက်တယ်စားတောက်ဆိုင်မှာဖြောပြတဲ့တချင်းမဆိုတဲ့ဆွဆွဲချက်နဲ့မဟုတ်လားမောင်မာနာနဲ့ကြည်နူးဖွယ်ရာဆွတ်နေတဲ့သူမရဲ့တန်းကတင်းမာတယ်ခက်ထန်နေတဲ့မျက်ဝန်းတို့ဖြင့်မိုးစော်လက်ကိုသူမကကြည့်တယ်မိုးစော်လက်ကတော့ဆူဆူဝါးဝါနိုင်လာတဲ့သူမရဲ့ဒေါသမျက်လုံးကိုမတီကျိုးကြုံပြုပြီးတော့အဝေးစီကူသာငေ့ကြည့်နေစေစားတောက်ဆိုင်မှာတချင်းဆိုတာဆက်စုပ်ရွှန်းရှားစရာအပြစ်တစ်ခုလာမအောင်ကိုတက်ကျွဲနဲ့အမှုပညာနဲ့ကိုဝမ်းကိုကြောင်းနေတာဂုံယူစရာဘာလို့တော့မှမောင်ပြောခဲ့ဖို့တဲ့မဟုတ်ဘူးလားယင်ဟုတ်ပါရဲ့သူသားဒါပေမဲ့မောင်အဖေနဲ့မေတို့မှာဒီလိုခံယူချက်မရှိဘူးသူတို့ထင်တာစားတောက်ဆိုင်မှာတချင်းဆိုတဲ့မိန်းကလေးမှန်ရင်ပျက်စီးနေတဲ့မိန်းကလေးပေါ့လေဟုတ်လားမောင်အဲ့ဒီစိတ်တစ်ခုနဲ့တော့မှန်ကျင်မှန်မှာပေါ့မောင်ဒါပေမဲ့ကိုကျင်တရားခံခိုင်မမနဲ့တချင်းဆိုနေတဲ့ကောင်မလေးတွေကဒီလိုနေရာမျိုးကိုလာတဲ့သူတွေဆိုတာထိန်ချုံမှုမပတဲ့လွတ်လပ်မှုကိုရောစိတ်ပါခံစားခြင်းသူတွေဖြိုဖြေမှုကိုတက်မှတ်သူတွေပြီးတဲ့အခါမှာသူတို့လိုချင်တာရမယ်ဆိုရင်ငွေကိုရေးတဲ့ဖြုံးနိုင်တဲ့သူတွေပါမောင်ငွေဟာအင်အားကြီးတယ်အရာရာကိုလုံနိုင်တယ်ဒီလိုလူတွေနဲ့ငွေပင်းကိုအိမ်ကိုတော်ရုံအင်အားနဲ့ရှုပ်ထွေးဖို့မလွယ်ဘူးမောင်ဒါပေမဲ့မောင်ရဲ့မိဖတွေတင်တယ်လို့သူစာတို့လိုတချင်းဆိုတဲ့ကောင်မလေးတွေကယောက်ျားတွေကိုမာရှာနဲ့မြားနေတာမဟုတ်ဘူးယောက်ျားချင်းမာကြီးတွေကသာငွေနဲ့သွေးဆောင်ဖျားရောက်နေကြလို့တချင်းတဲ့ကောင်မလေးတွေအများခံနေရတာပါမောင်နှစ်ဦးစလုံးမှာပြောစရာစကားတွေရှိနေတော့လေပေါ်ပေါက်လာတဲ့ပြဿနာကြောင့်နှုတ်ကိုမဖွင့်လျဲကြအခြေအနေတင်းမှာဆိုးရွားသွားမှာကိုနှစ်ဦးစလုံးမှာမလိုလားပါအတွေးကိုစီနဲ့မိနစ်အနည်းငယ်ကြာတဲ့အထိတိတ်ဆိတ်သွားခဲ့ပြီးတဲ့နောက်မှာမိုးစော်လက်ကစကားကိုပြန်စတယ်။မောင်ဘလို့လုံးရမလဲသူစားနဲ့သာခွဲရရင်တော့မောင်သေးမှာပဲ။မိုးစော်လက်ရဲ့နှုတ်ထွက်စကားများကိုနမိတ်မရှိသောစကားများလို့ဆိုကာနှကန်းကိုလက်ဝါးဖူးဖူးလေးဖြင့်ပိတ်လိုက်ဖို့သူမကစိတ်ကူးလိုက်တယ်။ဒုဖတော်လည်းအတန်ငယ်နောက်ကျသွားပြီကိုတတိပြုမိလိုက်၍မဖြစ်တော့တကယ်တော့နှစ်ဦးသားတိတ်ဆိတ်နေတဲ့အခိုက်မှာသူမအတွေ့ရရင်ကြောမှာမျောပါသွားခြင်းပဲဖြစ်ပါတယ်ပြဿနာတဲ့ရားလက်တွေကိုသူမသုံးသပ်နေခြင်းသာဖြစ်တယ်နောက်ဆုံးမှာတော့ဆုံးဖြတ်ချက်တစ်ခုကိုသူမမှာချလိုက်တယ်သူစားလဲမောင်းနဲ့မခွဲနိုင်ပါဘူးမောင်ဒါပေမဲ့အမြန်ဆုံးလက်ထက်ချဖို့ပြောရတာပေါ့ဒါဆိုရင်လုံးမနေနဲ့မောင်သူစားမိဘဒီကိုအကျိုးအကြောင်းအကုန်ဖွင့်ပြောလိုက်မယ်ပြီးရင်သူစားနဲ့မောင်တရားရုံးတက်ပြီးတော့လက်မှတ်ထိုးမယ်ရက်ွက်တဲ့ကလူကြီးတချို့နဲ့မိတ်ဆွေအနှဲငယ်အချင်းဖိတ်ပြီးတော့မင်္ဂလာဆုံးကျွေးမယ်အားငယ်တဲ့သူစားရဲ့ဒါဒီကမောင်ဘက်ကလှုပ်ရှားမဲ့အလုပ်တွေပါမောင်မာကလည်းလက်စွပ်လေးလောက်ပဲကြံတော့တာဆိုတော့ဒါတွေပူမနေပါနဲ့မောင်သူစားမှာစုထားတဲ့ပတ်စံရှိပါတယ်အဒီကသူစားနဲ့မောင်အတူတူအမြန်ဆုံးနေရဖို့မဟုတ်ဘူးလားမောင်သူစားကမိုးစော်လက်ရဲ့ရင်ခွင်ထဲမှာမျက်နှာအပ်ပြီးတော့တိုးဝင်လိုက်တယ်မိုးစော်လက်ကသူမရဲ့ကြောပြေလေးကိုအလိုက်တင်ဖတ်ထားလိုက်တယ်ကြီးကတောင်ဆိုပလုံးဆိုးကိုသာပြစ်နိုင်တယ်။သားဆိုသမီးဆိုပြေရုံးမရှိဘူးဆိုတဲ့ထုံးစံအတိုင်းမောင်အဖေတထေးကြီးကတနေ့ချရင်ပြန်ခေါ်มาပဲလို့များကျင်းတီတွက်ထားရော့လာသူစားရဲ့တနာစရာကောင်းလိုက်ပါပြီ။ဒီစကားကသူ့ရဲ့နှကမ်းမှထွက်မလားရင်ထဲမှသာပျောက်ွယ်လို့သွားတယ်။သူကသူစားရဲ့နှဖူးလေးကိုဖွားလေးနမ်းလိုက်တယ်။ပြီးတဲ့အခါမှာသူတိုးညင်သောအတန်ဖြင့်ပြောတယ်။တိတ်ချစ်တယ်သူစားရဲ့တပြိုင်တည်းမှာပဲသူစားရဲ့ကိုလုံးလေးကိုတိုးပြီးတော့ဖတ်လိုက်တယ်။မိုးစော်လက်ရဲ့နှကန်းတွေကပြုံးမိတယ်။သူ့ဘတော်လေချစ်ချင်းရဲ့ရိုးသားမှုကင်းမဲ့တဲ့ပြုံနှလုံးသားမှာမေတ္တာတရားတို့နှွယ်ရှက်ခြင်းမရှိတဲ့ပြုံယောက်ျားတယောက်ရဲ့ကဝေးအပြုံသူ့ဘတော်လေတိုက်ဆရာတယောက်ရဲ့အပြုံးမျိုးသူတို့နှစ်ဦးရဲ့နောက်ဆုံးရားလက်ကလည်းသူတို့ကြိုတင်တွက်ဆထားတဲ့အဖြေနဲ့ကွက်တီပဲဖြစ်ခဲ့တယ်။
သူစားလိုတချင်းတဲ့ကောင်မလေးနဲ့တထေးသားတယောက်ကိုအသေးရရရှင်ရရလဲလော့ခမ်းမိမဟုတ်သူမဆထားပြီးဖြစ်တယ်ဒါကြောင့်မလို့ဒီကွင်ကိုသူဆင်ပြီးတော့ဒီဇက်ကိုကခဲ့ခြင်းပဲဖြစ်ပါတယ်သူဘာတော့လေသူစားအနေနဲ့သူ့ကိုလက်ထက်ရသည်မှာလေတထေးသားဟူတဲ့အချက်တစ်ခုတည်းသာမဟုတ်အခြားသောအရေးကြီးတဲ့အကြောင်းအရာများကျန်ရှိနေပါသေးတယ်ထိုအကြောင်းများကိုသာမိုးစော်လဲတယောက်ကြိုတင်ပြီးတော့တီးခွင့်ရမည်ဆိုရင်တော့ဘာပဲဖြစ်ဖြစ်သူစားကိုရှော့တွယ်မိခဲ့ခြင်းပြင်မိမှာတော့အမားကြီးတစ်ခုဖြစ်ခဲ့တယ်ရန်ကုန်မြို့တော်ကြီးရဲ့စားတောက်ဆိုင်ကြီးမှာမိုးစော်လက်နဲ့သူစားတို့စတင်ပြီးတော့စုံစည်းခြင်းဖြစ်ပါတယ်ထုံနေမတိုင်မီနေ့ရက်ကမိုးစော်လက်တော်ဖွဲ့ပွဲပေါက်တစ်ခုကိုတိုးခဲ့တယ်ပဲခူးမြို့ပေါ်မှာအိမ်တအိမ်ကနေမမျော်လင့်ပဲ$450ဘိုးတက်မဲ့စိန်ရွှေလက်ဝဲလက်စားတွေရလိုက်ခြင်းပဲညာတွင်ချင်းရန်ကုန်ပြန်ဖောက်တဲ့ဆိုင်မှာတွင်းလိုက်တယ်ရတဲ့ငွေကိုအညီအမျှခွဲယူတယ်သူတို့၃ယောက်စလုံးမှာတယောက်ကို10သိန်းလောက်ရသွားတယ်ညာဦးပိုင်းမှာအောင်ပွဲကျင်းပါရန်နေမဲကြီးစားတောက်ဆိုင်တစ်ခုမှာသူတို့ဝင်ခဲ့မိတယ်ထိုနေရာမှာပင်သူစားကိုစတွေ့ခြင်းဖြစ်ပါတယ်သူစားကထိုဆိုင်ကြီးမှာကာရာအိုကေတချင်းတယ်မာလေးတယောက်ဖြစ်ပြန်တယ်ထိုညကသူမသည်နေရှားဒေတာနဲ့လိုက်ရောညီထွေစာခိတ်ဆက်ဆန်ဝစ်စင်ထားတော်လေအခြားတချင်းဆိုတဲ့ကောင်မလေးတွေလိုခက်ဟော့ခက်ရိုင်းရိုင်းမဟုတ်မိုးစော်လက်ကထင်းတယ်မိုးပြရောင်ကိုဝစ်စင်လို့ထားပါတယ်ကိုလုံးလေးနဲ့လိုက်ဖက်တင်မောစွာရှိပါတယ်ပြီးတဲ့အခါမှာရှေလျားထူတဲ့သူမရဲ့စံတွေတွေများမှာတကောက်ခွေးထီတော့စပင်တွေကလည်းသူစားရဲ့အလောက်ကိုအရင်စစ်နေတယ်လို့မြင်ပြန်ပါတယ်တန်စင်နေမြင့်နဲ့ချိုများတဲ့အတန်စီးချက်ကြီးလှုပ်ရှားနေတဲ့ရင်တော်ຫນွေတော့ကဟန်အရာအလုံးကမိုးစော်လဲရဲ့ရင်ကိုလှုပ်ခတ်လို့သွားစီခဲ့တယ်ချစ်ချင်းမြစ်တာလားအပျော်ရှားခြင်းလားလှရွှေတက်မှတ်ခြင်းလားမမြင်ဘူးမူးမြေထင်းခြင်းလားဘာရှယ်လို့မိုးစော်လက်မှာမဝေခွဲတယ်သူစားကိုဆွဲလန်းခဲ့တယ်သူ့ကိုတတိပြုမိအောင်လို့ပန်းကုန်းတွေထက်ခါတခါဆုတ်ခဲ့တယ်မိတ်ဆက်တယ်ထိုညမှာပင်သူစားကိုသူတို့စပွဲသူဖိတ်ခေါ်နိုင်ခဲ့တယ်ကျွန်တော်ရဲ့နာမည်ကမိုးစော်လက်ပါသူကအုတ်ကသူကကြော်စိုးလွင်တချင်းဆိုကောင်းလုံးနဲ့မတ်သူစားနဲ့ခေမင်ရတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်မတ်သူစားကိုဂုဏ်ပြုတဲ့အနေနဲ့အခမ်းပါတယ်မတ်သူစားကြိုက်တာမှတော့ဘာမှအာမနာနဲ့ထိုညကဆိုင်သိမ်းမှာသူတို့ပြန်ခဲ့ကြတယ်မိုးစော်လက်ရဲ့စကားတွေကလည်းအပျော်လွန်တာကြောင့်ရွှင်ရွှင်ဝင်နေခဲ့တယ်ဤသို့ဖြင့်မတ်သူစားနဲ့ရင်းနှီးမှုရခဲ့တယ်နောက်နေ့တွေမှာတော့မိုးစော်လက်တယောက်တည်းထိုဆိုင်သို့ရောက်နေတယ်တူတူတိတ်တိတ်နဲ့ခြေရှာဖြောက်ကြံ့ရန်ဆုံးဖြတ်ပြီးတော့လူစုခွဲလိုက်ခြင်းကြောင့်ဖြစ်တယ်သူတို့ကအိမ်အောင်ရှင်နေပါမတ်သူစားရဲ့ကျွန်တော်လူတော့မလွတ်လပ်ဘူးပေါ့အမေကိုမိုးစော်လက်ကတစ်ဖက်လက်နဲ့ကိုကြီးညာလိုက်တာပေါ့လေလူလေပဲအပျော်လေးတွေဝေစီလို့သွားခဲ့တယ်။အော်ဒါထက်မတ်သူစားဒီညကဆိုတဲ့တချင်းတွေတိတ်ကိုကောင်းနေတော့ဟိုလေသူ့ကိုတကယ်ချစ်နေပြီဆိုတဲ့တချင်းလေးကိုတော့ကျွန်တော်ကြိုက်ဆုံးပဲဗျာ။ငွေရားလေးကလည်းလက်ထဲရှိနေ၍မိုးစော်လက်မှာဆိုင်မာညာတိုင်းရောက်ပါတယ်။မတ်သူစားတချင်းဆိုတိုင်းမှာပန်းကုန်းနေစွတ်တယ်။စပွဲသူခေါ်ကအတူစားတော့တယ်။စကားများကိုပြောပါတယ်။ခင်မင်မှုလေးလာတာအတွက်မှာမတ်မတ်ရရနှစ်ပတ်တိမသွားပဲပြက်ကွက်ခဲ့ဘူးတယ်။အေဒီကလည်းသူအလေလွန်၍ဖြစ်ပါတယ်။လှိုင်မျိုးနယ်ဘက်ခွင်သွားရှာနေစဉ်နေထင်းအရာရှိမြင့်စိုးလိုင်နဲ့တွေ့ပါတယ်။နေထင်းအရာရှိကသူ့ကိုသိတယ်။ဒါကြောင့်မလို့ကြိုတင်ကာကွယ်ရေးပုံမှာရက်အပ်30အကားကြီးနဲ့အမှုဖွင့်ပြီးတော့တရားစွဲတယ်။ထိုနေချင်းမှာပင်ထောင်14ရက်ကြာခဲ့ပါတယ်။ထောင်ကလွတ်တာနဲ့မတ်သူစာစီယာစားတောက်ဆိုင်တို့အပြေးရောက်ခဲ့တယ်။အဖေဘောမတ်သူစာကိုပီတီလွန်းနေတယ်ဆိုပြီးတော့တောင်ကြီးကိုအတင်းပို့တယ်။တောင်ကြီးမှာကအဖေညီမဒေါ်လေးဆိုးရှိတယ်လေအပြိုကြီးသဘောတော်ကောင်းပါတယ်။ကျွန်တော်ကိုလည်းချစ်တယ်အလိုလိုက်တယ်။ဒါပေမဲ့ကျွန်တော်မနေချင်ဘူးဗျာ။မတ်သူစာမျက်နှာကိုမမြင်ရတဲ့အရက်မှာမတ်သူစာတချင်းတန်နေမကြားတဲ့အရက်မှာနေရတာကျွန်တော်ရဲ့ရင်တွေပူလောင်လွန်းပါတယ်။ဒါကြောင့်တောင်ကြီးကပြန်ပြေးလာတာရန်ကုန်ရောက်ချင်းဒီကိုတန်းပြီးတော့လာခဲ့တာရေအိမ်တော်မှမရောက်သေးဘူးရင်းနှီးမှုကာလလေးမှာတဖြည်းဖြည်းများလာခဲ့တယ်လို့
အပျော်ပွဲရက်တွေကလည်းတစားစားတိုးခဲ့တယ်ဤသို့ဖြင့်ခင်မင်မှုလေးလပြည့်အမတ်တရနေ့မှာမတ်သူစာရဲ့မြတ်တာပန်းကိုသူစုခူးလိုက်နိုင်ခဲ့ပါတယ်ထိုမှတစ်ဆင့်လက်ထက်ကြဖို့အချိန်လေးထိရောက်ခဲ့တယ်အမှန်တကယ်တော့မိုးစော်လက်ရဲ့ရင်ထဲမှာမြတ်တာတရားတွေမရှိပါဒုစရိုက်နယ်တွင်ကျင်သားရနေသူပြီးအခွင့်သားလေးချင်းဘာနဖူးတိုက်သူဖို့သာသူ့မှာရည်ရွယ်ချက်ရှိပါတယ်ဂျာကာလာတွင်မှာမတ်သူစာရဲ့ရက်တီမှုကိုသူလေးလာထားပြီးဖြစ်တယ်မတ်သူစာမှာအသက်60ကျော်မိဘနှစ်ပါးနဲ့ကိုတန်းကျောင်းသူညီမလေးသာရှိပါတယ်မတ်သူစာတို့အိမ်ကဖော့ကန်စေးအင်းကြီးလမ်းသွယ်လေးတစ်ခုမှရှိတယ်အောင်မင်္ဂလာတုံလမ်းမကြီးဘေးမကျပေမဲ့တိတ်ပြီးတော့မဝေးပါချဲမြေက40-60ပြေပြင်ခင်းပြင်ကာသွတ်မို့တစ်ထက်အင်္ဂလိပ်မြေချင်းမဲတောင်မှသိန်းတရာအထက်ရနိုင်တဲ့နေရာပြီးတဲ့အခါမှာမတ်သူစာရဲ့ဝင်ငွေကလည်းမစိုးနောက်ဆုံးလက်ထက်ပြီးကမှနေလို့ထိုင်လို့အစင်မပြေရင်မဲဖြစ်အမှုအခင်းတွေနဲ့ပတ်သက်ပြီးနောက်ကလိုက်လာရင်မဲဖြစ်ရှောင်ရတင်းရပြေးရလွှားချမည်ဆိုတာကလည်းစရိတ်စကားပူပင်စရာမလိုတော့အိမ်တိန်ထဲမှာအရဝင်ဖို့ဆိုစီကတိတ်လွယ်တဲ့ကိစ္စမဟုတ်ပါချွေတီတီကြအောင်လို့ဖောက်ထွင်းရတယ်အင်ရှင်နိုးမာကိုလည်းတတိထားရတယ်အခုတော့ကိုကသူ့အိမ်နဲ့ရှောင်းနေပြီပစ္စည်းယူပြီးတော့လိမ့်ယုံမယ်အလွယ်လေးသူ့အတွက်ကုန်ကြတာတွေပြန်ယူထားတဲ့သဘောလောက်ပေါ့ဘယ်ဘက်ကကြည်ကြည်သူ့ရဲ့ဘက်ကအသားကြီးဘယ်ဈေးနဲ့တွေ့လုံးဝကိုအရှုံးမထွက်နိုင်တဲ့ဈေးကွက်ဒီလိုအမျက်တွေကိုဒီကွင်းကိုစင်ခဲ့သူဖြစ်ပါတယ်တို့ပါတော့လေဒုစရိုက်နေတဲ့ကသူ့ဘဝမှန်ကိုတော့ဖုံးကွယ်ထားခဲ့တယ်အဖေကအရာရှိလေးသူစားရဲ့အမေအလုပ်ကတော့အဖေယုံသွားတာနဲ့ဖဲဝိုင်းရှိတဲ့အိမ်ကိုပြေးတဲ့အလုပ်ပဲနောက်တာတော့သူစားအမေကစိန်ပွဲစားပါမောင်းထက်မှာအကူကြီးနှစ်ယောက်နဲ့အမားလက်ရှိသေးတယ်အကုန်လုံးကပွဲကြပြီလုပ်ငန်းခွင်ဝင်နေကြပြီမောင်သား10တန်းကိုစတုတ္ထနဲ့ဖြည့်နေကြတော့မောင်ကအထွေးဆုံးအငယ်ဆုံးအမိုက်ဆုံးသားပေါ့ဒါကြောင့်အားလုံးကခြေရောလက်ရောမြောက်ထားကြလေမောင်ကတော့ကားနာကိုလုံးဝကက်လို့မရဘူးမောင်ကလည်းမောင်မေပြီးခဲ့တဲ့တကြံရုံးကကားယူသွားပြီးတော့ထွက်သွားတယ်ကံကောင်းလို့မသိတာဥက္ကာတို့ကြော်စိုးလွင်တို့ရောပါတာပေါ့ကားတဲစီးကိုနောက်ကနေဝင်အောင်လိုက်လို့ရော်လေးရတာတော်တော်ကိုဤသွားတယ်အတိတ်ကလေးကမောင်ကိုကားနာကိုကတ်ခွင့်မပြီးတော့တာပဲသူကဇက်ကိုဒီလိုပြောတယ်တရုတ်ပါပါပြောပါတယ်ပြီးခဲ့တဲ့နှစ်ဘက်ကသူစားစီကအတန်ထွက်လာတယ်အတူတူနေချင်လာပြီအမြန်ဆုံးလက်ထက်ကြအောင်မောင်းရဲ့ဒီတော့လေသူ့အတွက်မခက်ပဲငါတို့သားကိုစားတော့ဆိုင်မှာတချင်းဖြော်ပြတဲ့မိမတယောက်နဲ့မပေးစားနိုင်ဘူးဟုတဲ့ဇက်ဝင်ခံတခန်းကိုသူ့ဆက်လဲနဲ့မှကြားညက်ပြီးတော့ထဲပေးလိုက်တယ်ဂုံတနစီးကြတဲ့ထိုအကွက်ကသူစားကိုပို့ပြီးတော့လှပစီတယ်ဇက်ရဲ့ချိန်ကိုမြင့်တင်ရရောက်သည်ဟုပင်သူကတွေးမိလိုက်တယ်ညာတညရဲ့လှပတဲ့ညင်းဦးရှံတစ်ခုကိုတော့သူစားမမတ်ရရရှိနေခဲ့တယ်ဒုံညကသူစားမိုးပြရောင်ထက်အောက်ဆင်းသူဝစ်လာခဲ့တယ်ပြူစွနေတဲ့သူမရဲ့အသားရည်အချိုးကျလှပတဲ့သူမရဲ့ကိုခန္ဓာလှတို့နဲ့လိုက်ဖက်တဲ့အယောင်ပဲဖြစ်ပါတယ်ထိုဝစ်စုံကိုသူမကနှစ်သက်တယ်အခြားအကြောင်းတစ်ခုရှိပါသေးတယ်ဒီမိုးပြရောင်ကသူမအတွက်ကံကောင်းတဲ့အယောင်ပဲဖြစ်ခဲ့တယ်ထိုအယောင်ကိုဝစ်စင်တဲ့နေ့တိုင်းမှာသူမပန်းကုန်းများများစုကြီးများများကိုရခဲ့တယ်မိုးပြရောင်ဝစ်တဲ့ဒုံညာကလည်းမျောလင့်ထားခဲ့တော့သူမကံကောင်းခဲ့တယ်ထိုညအတွက်ပန်းကုန်းအများဆုံးရခဲ့သည့်အပြင်သူမတချင်းဆိုတဲ့ကာလာတစ်ချောင်းလုံးအတွက်လည်းပန်းကုန်းအများဆုံးစုကြီးအရဆုံးစံချိန်တင်တဲ့ညဖြစ်ခဲ့တယ်စံချိန်မတင်မဲရှိပါမလားလူတယောက်တည်းကပင်ပန်းကုန်းတွေတက်ဆိုလိုက်ပြန်ဆင့်လိုက်နောက်ထပ်ပန်းကုန်းတွေကမ်းပြီးတော့စင်မော်တက်လိုက်နေ10ချိန်ထက်မနည်းလောက်ခဲ့သည်မဟုတ်ပါလားအတွေ့အကြုံရင့်နေတဲ့သူမပင်အစာပိုင်းမှာခက်ကြောင်ကြောင်ဖြစ်သွားတယ်စိတ်လိုရှားမိတယ်တချင်းဆိုမမအောင်ပင်မနှဲကိုမှသတိထားခဲ့တယ်နောက်ပိုင်းမှာသူမကပျော်သွားတယ်တချင်းဆိုရတာဇံဝင်လာတယ်ဆိုဟန်ကဟန်မြူးကြွလာခဲ့တယ်သူမအကတွေကလည်းလှလှပပနဲ့တက်တက်ရရရှိပါတယ်လက်ခုပ်ဩပါတန်တွေပန်းကုန်းတွေသူမပေါ်မှာစုပြုံကျလာခဲ့တယ်ထိုညသည်သူမရဲ့ညဖြစ်ကြောင်းအားလုံးကပင်အတိမဲ့ပြုတ်ခဲ့တယ်တချွေးနေဆိုပြီးတော့သူမနားနေခန်းမှာရှိနေစဉ်စပွဲတိုးတယောက်ကနေရောက်လာခဲ့ပြီး
စပွဲနံပါတ်ခွင်းကဖိတ်ကြားတဲ့ဒိုးဆိုင်ကိုတခါမှမလာဘူးသေးတဲ့လူစိမ့်မဲ့သူစားညီအပေါ်ကိုပြစ်ကြနေတာတော့အရန်ကိုသိတာတယ်ငွေလဲအရန်ကိုမှသုံးနိုင်တယ်ဒီလိုလူမျိုးကိုအလွတ်မပေးနဲ့ညီကျအတိတ်ပညာနဲ့အပိုင်သာကန်ပြီးတော့ဆိုင်ရှင်ဦးမော်ကြီးကနေမှာပါတယ်နင်းကိုချိန်နာတော့တေးကြပြီဟဲ့ပိုင်ရင်ကန်တာစောင့်ပြလိုက်တော့သူစားတကယ်တော့သူစားဒီလောကထဲကိုရောက်နေသည်မှာသုံးနှစ်သုံးမိုးမကပါပါးတယ်နဲ့တယ်လဲတယ်စပွဲနံပါတ်ခွင်းကိုရောက်သွားတော့သူ့ကိုပန်းကုန်းနေခဏခဏတက်စောတဲ့လူနဲ့အဖော်နှစ်ယောက်ကိုတွေ့ကြတယ်သူရဲ့နာမည်ကမိုးစော်လန်ကျန်တဲ့နှစ်ယောက်ကဥက္ခာနဲ့ကြော်စိုးလွင်တို့တယ်သူစားသူမညံထဲမှာထည့်ထားလိုက်တယ်ပထမသူစားအစိုးကိုဂုံပြုတ်ကခင်မင်မှုကိုအရာယူတယ်ဒုတိယသူစားတန်ကိုချီမိုးကန်းဖွင့်ပြီးတော့ရင်းနှီးမှုကိုအဆင့်တက်ပါတယ်တတိယဆင့်ဖြစ်တဲ့သူစားရဲ့လားကိုဒေါပနာပြုပြီးတော့နောက်ဆုံးမှချစ်ခွင့်ပန်ခဲ့တယ်စိုးတော်မစိုးဘူးသူချင်းကပ်ပုံကတစ်မျိုးမြစ်တာတွေတစ္ဆာတွေအကျဉ်းသားတွေလက်တွဲပေါ်တွေဆိုတာစကားလုံးတွေနဲ့ရာတပ်ပံတော်မဟုတ်ဘူးသူစားမောင်ခသူစားကိုတန်းတရာတခြားလုံးအတွက်ရည်ရွယ်ခဲ့တာပါရှာရိုးမရှိတိုင်းဒီလိုစကားများလဲပြောတတ်ပါတယ်ဘာဖြစ်ဖြစ်သူစားကြည်နဲ့တယ်အချို့အန်ကေကြီးတွေကသူတချင်းဆိုတော့ပန်းကုန်းနေဆိုစုတွေချပြီးတဲ့အခါမှာစပွဲကိုဖိတ်ခေါ်ကြွေးတယ်မထိတတိအရသာခန့်တယ်နောက်တနေ့ကျပျောက်သွားပြတ်ပါတယ်မိုးစော်လဲကြတော့နေတိုင်းလာတယ်ပန်းကုန်းနေစုချတယ်ကျွေးမွေးတယ်ရဲစင်ရွှေဥတလုံးဥပေးနေတဲ့ငန်းတကောင်နဲ့မချလားပါနဲ့တဲ့သူစားကလည်းနေစဉ်ရတဲ့ရွှေဥကိုသာယူတယ်ပိပိရှိရှိတီတီတက်တက်နေတယ်တယောက်ဆိုတယောက်ပတောက်ဆိုပတောက်အိမ်တွေရှိသောမိမတယောက်ဖြင့်မိုးစော်လက်သိစေခြင်းနဲ့ရံပန်းရံခါလာနေကြအန်ကွေတီကိုတွေ့တော်လေမိုးစော်လက်ရှိနေလျင်သူမမတိကျိုးကြုံပြုတ်ခဲ့တယ်မိုးစော်လက်ကလည်းသူ့အတွက်သာမဟုတ်ကြံတဲ့အဆိုးရှင်တွေစပွဲတိုးတွေအတွက်ရွှေဥတလုံးနေစဉ်ဥပေးနေတော့ငန်းတကောင်ဖြစ်ခဲ့တယ်မိုးစော်လက်ဆက်လီချက်တီပျောက်သွားတဲ့နေ့တွင်သူစားကတတိယတိုင်းရေကျင်မိပါတယ်ပထမညမိုးစော်လက်မလာတော့အားလုံးမှာစိတ်ပြည့်သွားကြတယ်ထိုညကတခြားဧည့်သည်တွေကိုလည်းအလာနဲတူဖြစ်ပါတယ်နောက်ညမှာတော့လာမှာပါလို့တွေးတော်လေမိုးစော်လက်ကရောက်မလား3-4ရက်ကနေတပတ်ဖြစ်လာတော့မိုးစော်လက်ကိုဘယ်သူမှမမျှော်တော့နင်းကောင်တော့အစာဝါလို့ဌာနကိုပြန်လာဖြစ်မယ်သူစားစေချေပန်းရောက်တော့သူ့ရဲ့ရင်ထဲမှာမိုးစော်လက်မရှိတော့ဘဝဇက်ခုံပေါ်မှာဖောက်တဲ့တင်းနဲ့တွေ့ပါတယ်သူစားပင်လည်းရင်အန်ကေကြီးတယောက်နဲ့ကားကိုတစ်ခါတလေစီးလိုက်ပါသေးတယ်ဒီတုန်းမှမောင်ဖုန်ကနေပြန်ပေါ်လာတယ်သူမိဘတွေကတောင်ကြီးရှိရာအတော်စီကိုအတင်းပို့ထားလို့တဲ့သူစားတို့အားလုံးကနေစဉ်နဲ့မြသတိရနေတာပါကိုမိုးစော်လက်တော့တခြားမှပြောနေပြီပဲထင်တာပေါ့သူစားကားတော်မှပြန်မလာတော့ဘူးနဲ့တူတယ်လို့ပြောမိပါသေးတယ်ဒီတော့လေသူပြောပုံကတနာစရာပြန်လာချင်တာပေါ့သူစားရဲ့အခုလေဒေါ်လေးမသိအောင်လို့ခိုးပြန်လာတာမတ်သူစားမျက်နှာကိုမမြင်ရတဲ့အရက်မှာမတ်သူစားတချင်းတန်နေမကြားတဲ့အရက်မှာနေရတာကျွန်တော်ရှင်နေအရန်ကိုမှပူလုံးပါတယ်ထို့သောစကားကိုဆိုပါတယ်မတ်သူစားယောက်ျားထိစီကမေတ္တာဆယ်မေတ္တာမှန်ဆိုဒီကိုမရခဲ့ဘူးသူမရခဲ့ဘူးဒီကအပြောခဏအဖော်တညပဲဖြစ်ပါတယ်ဒါကြောင့်မလို့မိုးစော်လက်စကားကိုသူမယုံသူစားရဲ့နင်းကောင်ရဲ့အနေထားတွေဘလို့လဲငါလည်းအတီးတကြမသိသေးဘူးသူပြောပုံရားဆိုရင်တော့တတိသားပဲဟုတ်မှာပေါ့ဟာငွေတော်ကိုဖြုံးနိုင်တာကြည့်ပါလားကုမ္ပဏီပန်းရှင်အန်ဂရီတောင်မှသူ့လောက်အသုံးမကျန်းဘူးဘာပဲဖြစ်ဖြစ်အခွင့်ရေးဆိုတာနှစ်ခါမရဘူးနော်စားတော့ဆိုင်မှာဖျော်ဖြေရတဲ့မိမတယောက်ကိုဘယ်သူလူချမ်းသားကများသူတို့ရဲ့သားနဲ့သဘောတူမှလဲဟာခောက်လိုက်စမ်းမှာသူစားရသူတို့နဲ့ပေါင်းမှမဟုတ်တာအဓိကကိုချမ်းသာဖို့ဒီလိုနဲ့မိုးစော်လက်ချစ်ခွင့်ပန်ပြီးရက်မကြပါချစ်ပါသည်ဟူတဲ့အဖြစ်ကိုပြန်ပြီးတော့တုတ်ပြန်ပြီးပါတယ်အေဒီကတနေ့ရွှေဥတလုံးဥပေးနေတဲ့ငန်းတကောင်လွတ်ထွက်မသွားစေရန်ကြိုးကြည်ထားလိုက်ခြင်းတစ်မျိုးသာဖြစ်ပါတယ်နှလုံးသားကိုဈေးကွက်တဲ့လက်ရှင်လက်တယ်လို့အမျက်ထုတ်လိုက်လို့အကွက်ချောင်းနေတဲ့ဒုစရိုက်သမား
သူစာနဲ့စုံတိုင်းမှာခြုံများတဲ့စကားအတန်တွေသူ့ရဲ့နှုတ်ဖျားခါစီးဆင်းနေမြဲဟန်ဆောင်မှုကိုဖုံးကွယ်ထားတဲ့ပြားတကားတွေမှန်ကိုသိနေတော့လေလိပ်ပြမတန်းတော့မဖြစ်ဒုစရိုက်လောကသားတယောက်ဖို့ဤများလောက်တော့လိပ်ပြလှည့်ပြားခြင်းဟာမကောင်းမှုတစ်ခုပင်မထင်လေပါမတ်သူစာနေအိမ်မှာပင်သူတို့ရေလက်ထပ်ပွဲကိုအကျဉ်းချုံကျင်းပါတယ်မိုးစော်လက်မတ်သူစာအိမ်မှာမိသားစုဝင်တူဖြစ်သွားတယ်ဤဒီကသူရေးဆွဲခဲ့တဲ့ရေရှည်စီမံကိန်းရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်သို့မှသာဤအိမ်နဲ့ဤချမ်းနဲ့မတ်သူစာတို့မိသားစုပိုင်ပစ္စည်းအားလုံးကိုမတ်သူစာရဲ့လင်သားတယောက်ဖြစ်ပါဝင်ပတ်သက်ခွင့်ရှိမည်မဟုတ်ပါလားသို့ပါတော့လေမိုးစော်လက်ကဒုစရိုက်သမားဖြစ်ပြီးတော့သူ့ရဲ့စိတ်သည်ကောင်းမွန်၍အစဉ်သဖြင့်တည်တက်မနေကောက်ကျစ်မှုအလိုကြီးမှု၌သာရွေလျားကျက်စားနေတတ်တယ်တကယ်ဆိုရင်တော့မတ်သူစာနဲ့အတူလက်တွဲပြီးတော့ဘဝတစ်ချောင်းလုံးမှာအေဂျင့်စွာနေသွားဖို့အခွင့်အလမ်းတွေသူရရှိနေပြီဖြစ်ပါတယ်သို့ပါတော့လေတနက်စားညံတက်တဲ့သူ့ရဲ့ညင်ကလုံးဝမပြောင်းလက်ထပ်ပြီးတော့၄-၅ လကြာမှာညတညမှာသူထိုးအိမ်လေးမှာအပီးအပန်ထွက်သွားခဲ့ပါတယ်ရက်ဆက်ရုံမှစွာပင်မတ်သူစာရဲ့လက်ဝဲလက်စားများကိုပါယူဆောင်သွားခဲ့တယ်ထိုညကအဝေးပြေးကားတစ်စီးမှာလိုက်ပါရင်းနဲ့မိုးစော်လိုက်မှကြိတ်ပြုံမိတယ်ပြီးတဲ့အခါမှာစကားတချို့ကိုတီတိုရွတ်ဆိုလိုက်တယ်အနိုင်ပန်းပြီးတော့ပြေးသွားတဲ့မောက်ကိုခွင့်မလွတ်ပါနဲ့ငွေဝေးကိုမှကပိုင်းနိုင်မိခဲ့တဲ့တနာစရာကောင်းတဲ့မတ်သူစာလေးရေမြုပ်ကွက်တစ်ကွက်လေးဝက်ချက်တစ်ခုနဲ့မိုးစော်လက်ကထောင်ချောက်ပဲမကြောက်မလန့်တိုးဝင်ခဲ့သူကာယာအိုကေတချင်းတယ်မလေးမတ်သူစာကတော့သူမတီဒုစရိုက်သမားရဲ့တားကောင်ဖြစ်ခဲ့တာကိုတိမာတိပါလေးစေအဖေးကြောင့်ဆိုတော့သူမကလည်းမိုးစော်လက်အားတားကောင်ဖြစ်ဖမ်းယူခဲ့သောကြောင့်ဖြစ်တယ်ဤအဖြစ်အပျက်တွေမတိုင်မီမှာအတိတ်ကာလရဲ့ရက်ဆွဲတစ်ခုကိုသူမဘယ်တော့မှမေးပြောက်သွားမြတ်မီမဟုတ်ပါထိုရက်ပိုင်းတွေကသူမရက်ပေါင်းတော်ကြာကိုလက်မအီမသာဖြစ်ခဲ့တယ်ခန္ဓာကိုယ်အနက်မှာအရေးပြားရားရှံနေတယ်အချို့နေရာတွေမှာရောင်ရမ်းလို့နေပါတယ်ပြီးတဲ့အခါမှာမကြခဏချောင်းဆိုးတယ်ခဏဖျားတယ်တချင်းဆိုဖို့ကလည်းပြက်လို့မရတာကြောင့်အားဆေးတွေမိဝဲတယ်စေတိုးစေးစားတွေလုပ်တယ်ယောဂမှာရှင်းမပြောက်သွားခဏတစ်ဖြုတ်သက်သာပြီးတော့ပြန်ရွှေ့ဖြစ်ပြပါတယ်နောက်ပိုင်းမှာရေချုံတွေပေါက်လာတယ်ဆရာဝန်ကသူမကိုသွေးစစ်ခိုင်းတယ်ဒီမှာတင်ကြောက်ရွံ့ထိတ်လန့်စွာတေချင်းတရားကိုနှစ်ဖူးတွေတူတွေသူမရင်ဆိုင်လိုက်ရတယ်သူမရဲ့သွေးထဲမှာ ANDF ပိုးတစ်ခုကိုစစ်ဆေးတွေးရှိလို့သွားပါတယ်ပြောမပြနိုင်အောင်လို့ကြီးမားသောကြောက်လန့်မှုကြောင့်နာရီပေါင်းများစွာသူမမှာငိုကြွေးခဲ့ရတယ်အသက်ရှင်လျက်တင်းနေရသည်ဖြစ်လားသူမကိုသူမမဝေခွဲနိုင်အောင်လို့အရေးမဲကြီးတစ်ခုရဲ့ဖုံးအောက်ခြင်းကိုခံစားရတယ်အိမ်မက်ဇိုးတီရဲ့ခြောက်လန့်မှုကိုညစင်မဲ့ခံနေရတယ်ခေါင်းတလားတစ်ခုထဲမှာကြောက်ခမန်းလေးရုပ်ပြည့်စင်ပြတ်ပေးလီနေတဲ့အလောင်းကောင်ကိုတွေးကြတယ်ထိုအလောင်းကသူမဖြစ်နေတယ်ဤဒီကသူမရဲ့ခန္ဓာကိုယ်အတွင်းနဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားရခြင်းဖြစ်ပါတယ်ခန္ဓာကိုယ်ပြင်ပအခြေအနေကကိုယ်အလေးကျဲအနှဲငယ်ကြား၍မတိမတာလေးပိန်သွားသည်ကလွဲပြီးအရင်ကားလိုပဲလှဆဲရင်ဆဲနှုတ်ပြိုဆဲဆိုကြရင်တော့မိမတယောက်၌ရှိတဲ့ရှိထိုက်တဲ့အလားပဟုသမျှသူမမှာရှိနေစေလူကောင်းတယောက်ကဲ့သို့ပြုမှုနေထိုင်နိုင်စေဖြစ်ပါတယ်မိဘနှစ်ပါးနဲ့ညီမမသိအောင်လို့ပတ်ဝန်းကျင်မရိပ်မိအောင်တတိမပြုမိအောင်လို့တချင်းဆိုသွားရန်ပြုပြင်ချဲ့သားရခြင်းစားသောက်ဆိုင်မှာလူတွေနဲ့ပြုံးရခြင်းတချင်းဆိုကားရခြင်းကြောင့်လက်ကောင်တည်ခြင်းတရားကိုခိတ္တခဏမိမ့်မေ့ပြောက်ပြောက်ဖြစ်လာခဲ့တယ်ဒါကြောင့်လေအတွေးတစ်ခုသူမခေါင်းထဲမှာတွေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်အရှက်တရားအကြောက်တရားပြီးတဲ့အခါမှာသူ့ရဲ့မိသားစုနဲ့ဂုံတိတ်ခါအနည်းနဲ့အမြန်ဆိုသက်လို့သူမတမလင်တို့သွားရမည်ဤယောဂနဲ့သူမတည်ခဲ့သည့်ကြောင့်မြည်တို့ဖုံးအုပ်ထား၍မြည်မြရနိုင်မည်နီစားတောက်ဆိုင်မှာတချင်းဖြော်ဖြေရတဲ့အပြူမင်းကလေးဒီလိုယောဂတဲ့နဲ့တည်တယ်ဆိုရင်အဖေအမေပြီးတဲ့အခါမှာညီမလေးဘလောက်များအရှက်ရကြလိမ့်မည်နီပဝင်းကျင်ရဲ့ရှုပ်ချတဲ့အကြည့်တွေခါသက်လွန်တဲ့ဆက်ဆံမှုတွေအောက်မှာ
မြေမြတင်ငယ်နေကြမည်နေဒီအချိန်မှာမိုးစော်လက်နဲ့စတင်ပြီးတော့စုံစည်းခြင်းပဲဖြစ်ပါတယ်သူတို့နှစ်ယောက်လက်ထက်တော့မိုးစော်လက်ကိုတထေးသားတစ်ယောက်ဖြစ်ပဲရက်ွက်ကမြင်ကြတယ်သူစားကိုခြေလုံးတာကြောင့်ဂုံနေဒါနတွေချမ်းသာစည်းစိမ်တွေကိုစွန့်လွတ်ခဲ့ပြီးအချစ်သူရဲကောင်းကြီးဖြစ်ပြောဆိုကြပါတယ်ဒီလောက်ဆိုရင်တော့တော်လောက်ပြီလို့သူစားမှာတွေးမိတယ်သူရဲ့မိသားစုအရှက်မရစေဖို့ဂုံသိက္ခာမညှိုးနှမ်းစေဖို့အဖက်ဆယ်နံပေးခဲ့တဲ့အတွက်တည်ရဲပါပြီလို့သူမစိတ်ထဲမှာပြောနေမိတယ်မိသားစုအရှက်ရအောင်လို့မစင်မချင်းပြုလုပ်မိခဲ့တဲ့သူမရဲ့မိုက်ပြင်းများကိုဖြစ်တဲ့နေ့ဖြင့်စေကြောခွင့်ရတဲ့အတွက်လေတမလွန်ရောက်မှပင်သူမကျေနပ်မိဖြစ်ပါတယ် AIDF ပိုးရှိသူနဲ့ဆက်ဆံနေခြင်းယောဂပိုးကူးစက်တတ်သည်ကိုသူမတိထားပြီးဖြစ်ပါတယ်မိုးစော်လက်ကိုဒီယောဂပူးဆက်သွားမှာသူမလုံးဝမပူပန်းခဲ့သူမကိုယ်တိုင်ပဲလေရင်ယောက်ျားတဦးတန်ကဒီလိုသေမင်းတမန်ယောဂပိုးကိုလက်ခံယူသည်မဟုတ်ပါလားယောက်ျားတွေကြောင့်ငါးဖွာဆုံးရတယ်ဒါကြောင့်ယောက်ျားတွေကိုပြန်ပြီးတော့လက်စားချေရမယ်ဒီလိုပင်မိုးဆိုးတစ်ပိုင်းမိမရန်ဆန်ဆန်တုတ်ပြန်ခဲ့ခြင်းဖြစ်တယ်မိုးစော်လက်သူစားရဲ့လက်ဝဲလက်စာပစ္စည်းတွေယူပြီးအိမ်မထွက်သွားတဲ့နေ့ကမိဘနှစ်ပါးသည်တပြေးတောက်တောက်စုညည်းတယ်ညီမဖြစ်သူကတော့မိုးစော်လက်အပေါ်မှာဒေါသတွေပေါက်ွယ်ပစ္စည်းတွေကိုနှမျောတန်းသားတဲ့စိတ်ဖြင့်ကြိတ်ဆဲသူစားကားတော့တင်းငိမ့်စွာဖြင့်မောင်တန်နဲ့လဲပြီးမှဒီပစ္စည်းတွေရခဲ့တာဆိုတာတနေ့ကြရင်မောင်တိမှာပါသူစားနဲ့ဝေးအောင်ဘလောက်ထိပြေးပါစေတနေ့နေ့မှာတော့သူစားနောက်ကိုမောင်လိုက်ရမှာပါသူစားနောက်ကိုပဲမောင်လိုက်ရမှာသူစားသိနေတဲ့မောင်သူမမဲပြောင်းလေးတစ်ချက်ပြုံးပြီးတော့တီတိုပြောလိုက်ခြင်းဖြစ်တယ်သူစားဆုံးသွားပြီမိုးစော်လက်ဟုတ်လားတချင်ငိမ့်သွားပေါ့ကွာဥက္ကကစိုးရင်ထိလန့်နေတဲ့လောက်မိုးစော်လက်ကတော့အေးအေးစီစီခန်းစားချက်မဲ့မျက်နှာဖြင့်ငါကမင်းတွေစိုးရိမ်လို့ဘာကိုစိုးရိမ်တာလဲကွာစကတဲ့ကနှလုံးသားတွေတန်ရောစင်နေမပါတဲ့ဥစ္စာငါကဘလို့လုပ်ပြီးတော့ကြေခွဲပြရမှာလဲဒါကိုပြောတာမဟုတ်ဘူးမိုးစော်လက်သူစာဆုံးတာ AID ကယောဂနဲ့ဘာမိုးစော်လက်ရက်သက်မှာကြောက်လက်ခြင်းများစွာဖြင့်ဟိမ့်ထွက်လို့သွားတယ်ဟုတ်တယ် AIDN နဲ့ဒါဆိုရင်ငါမှလေဟုတ်တယ်မင်းသွေးစီကြည့်တင်တယ်သိပါပြီကွာမိုးစော်လက်မှာအရှုပ်ကျိုးပြက်လဲကြလို့သွားတယ်တကယ်လဲသွေးစစ်စရာပင်လူပါအုံးမီလားမတ်သူစာနဲ့အတူနေဆက်ဆံခဲ့တဲ့ကာလရှည်အတွင်းမှာအကာအကွယ်ပစ္စည်းကိုတစ်ချိန်တစ်ခါမှပင်သုံးဆွဲခြင်းမပြုခဲ့ပါထို့နောက်တွင်မှတော့မိုးစော်လက်ရဲ့တုံလှုပ်ခြင်းများစွာဖြင့်ရှက်ကြီးတငယ်ငိုကြွေးတန်ကိုကြားရတယ်တကယ်တော့ဒူးဆိုင်သမားမိုးစော်လက်သည်လေကာရာအိုကေတချင်းတယ်မာလေးမတ်သူစားသည်လေပန်ကာထိတ်ကဝက်ဥများသာဖြစ်ပါတယ်မာရှာလေပြားမှုများဖြင့်တစ်ဖက်ကန်းခတ်သူတပမျက်ခုံးမွေးပေါ်မှာဇင်းကြံလျှောက်သူများဖြစ်ကြတယ်ဒီလိုပါသောနတ်တော်လေတော်သူတို့နှစ်ဦးမှာ ANDS ရဲ့တားကောင်ဘွားယောက်ျားသည်ဆိုလည်းရင်တော့သူတို့နှစ်ဦးစလုံးမှာအလေလွန်သွားရှိတာဖြစ်ပါတယ်မိုးစော်လက်နဲ့တချင်းတယ်မလေးသူစာတို့သည်အလွန်လေတဲ့ဘိန်းတလုံးသာဖြစ်တော့တယ်ဟုတ်ကဲ့ပါခင်ဗျာဇလန်လီကတော့ဒီညမှာတင်ပြီးဆုံးလို့တွားခဲ့ပါပြီဇလန်လီကိုဆုံးထိလိုက်ပါနားဆင်ပြီးတဲ့တူဦးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ